အခုလိုဖျားရှင်ကိုမြတ်ကြောင်းကိုတတိဟန်ဖွင့်ပြရတဲ့ခွင့်ရတဲ့အတွက်ကြောင့်နာမတော်ကိုရှိဥစွာချီးမွမ်းပါလေကျွန်တော်နာမည်ကတော့ကမ်ချင်ဟောက်လို့ခေါ်ပါတယ်အခုချိန်မှာကျွန်တော်ဖျားသခင်ရဲ့ကျွန်တော်ပေါ်မှာဖွင့်ပြချက်တွေကိုတစ်ခုပြီးတစ်ခုခရစ်တော်နဲ့ချစ်တော်ညီကိုမောင်နှမများအားလုံးကိုဖွင့်ပြလိုပါလေ1989ခုနှစ်ဇူလိုင်လ30ရက်နေ့မှာထာဝရဘုရားသခင်ရဲ့အထူးဖွင့်ပြချက်တစ်ခုကိုကျွန်တော်ရရှိခဲ့ပါတယ်အဲ့ဒါပါလဲဆိုရင်ကျွန်တော်ရဲ့ဝိညာဉ်ကိုကောင်းကင်ဘုတ်ကိုချီဆောင်ခြင်းဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်ကတော့ဖျားတယ်ဆိုတာတော့မရှိဘူးတနေ့တော့ကျွန်တော်ရဲ့ယူဟာဘုရားကျောင်းဝင်ကိုကြည်ဘူးတစ်ချက်လေးကျွန်တော်တွားခဲ့တယ်အဲ့ဒီမှာစိတ်ထဲမှာတခုခုကိုခံစားချက်ရလာတဲ့အခါမှာဒါတော့ပုံမှန်မဟုတ်ဘူးကျွန်တော်မှာတခုခုတော့ဘုရားသခင်ရဲ့ကြံစီတော့ရှိလိမ့်မယ်ဆိုပြီးတော့ချက်ချင်းပဲဘုရားကျောင်းဝင်ကနေအိမ်ကိုပြန်ခဲ့တယ်အိမ်မှာအဖေပဲရှိတယ်အဖေနဲ့ကျွန်တော်အဲ့လိုမျိုးမျက်နှာချင်းဆိုင်ထိုင်ပြီးတော့စကားပြောနေတဲ့အချိန်မှာကျွန်တော်ရဲ့ဝိညာဉ်ကောင်းကင်သမားနှစ်ပါးကချက်ချင်းပဲခေါ်ဆောင်သွားတာခံလိုက်ရပါတယ်အဲ့တော့ကျွန်တော်ဘာဖြစ်တယ်ဆိုတာကကျွန်တော်ခန္ဓာကိုယ်ဘယ်လိုဖြစ်တယ်ဆိုတာတော့မသိခဲ့ဘူးဒါပေမဲ့တတိရလာတဲ့အခါမှာအဖေပြောပြမှာပဲအဖေနဲ့မျက်နှာချင်းဆိုင်ဒီလိုကျွန်တော်ထိုင်ပြီးစကားပြောနေတဲ့အချိန်မှာပဲကျွန်တော်အဖေရှိမှတခါတည်းလဲသွားတယ်တခါတည်းအဖေကလည်းချက်ချင်းလာပြီးတော့ကျွန်တော်ကြိုက်လို့တဲ့အခါမှာအသက်မရှိတော့ဘူးဆိုတာအဖေကအဲ့လိုပြန်ပြောမှသိရတယ်ဒါပေမဲ့ကျွန်တော်သိတာတော့ကျွန်တော်ဝိညာဉ်ကိုကောင်းကင်တမန်နှစ်ပါးကကောင်းကင်ပါရတိတုဘုံကိုခေါ်ဆောင်သွားခဲ့တယ်ကောင်းကင်ပါရတိတုဘုံကိုခေါ်ဆောင်သွားတဲ့အခါမှာအဲ့ဒီမှာပါရတိတုဘုံဆိုတဲ့နေရာကိုရောက်သွားတော့မျက်စိတဆုံတန်ရှင်းတူဒီဘုရားသခင်ကိုချီးမွမ်းနေတာတွေကိုတွေ့ရတယ်အားလုံးကယုတ်တရားတူတူပါပဲအရှက်တီလည်းတူတူပဲသူတို့တွေကပျော်မဆုံးဝမ်းမြောက်မဆုံးဆွေလန်းတဲ့မျက်နှာတွေတွေ့ရတယ်အဲ့ဒါနဲ့ကျွန်တော်ကောင်းကင်ဘုံဒီလောက်ပျော်စရာကောင်းလားဆိုပြီးတော့ကြည့်ရှုနေတဲ့အချိန်မှာပဲကောင်းကင်တမန်ကငါတို့တွားမယ့်နေရာတစ်ခုရှိတယ်ဆိုပြီးကျွန်တော်ကိုအဲ့ဒီကောင်းကင်ဘုံပါရတိတုဘုံကနေခေါ်ထုတ်ခဲ့တယ်ခေါ်ထုတ်ခဲ့တဲ့အခါကျတော့ဘယ်ကိုခေါ်သွားလဲဆိုရင်ငရေကန်းနဲ့လောင်တဲ့ငရေမီးအိမ်ဘက်ကိုသွားတဲ့လမ်းဘက်ကိုကောင်းကင်တမန်ကခေါ်သွားတယ်အဲ့ဒီငရေလမ်းနားမှာကျွန်တော်ကိုထိုင်ခိုင်းတယ်ထိုင်ခိုင်းတဲ့အခါကျတော့ကျွန်တော်အဲ့ဒီငရဲသွားတဲ့လူတွေကိုမြင်တဲ့အခါမှာမခံနိုင်ဘူးဖြစ်တယ်သူတို့တွေကမတွားခြင်းဘူးတခုခုကသူတို့ရဲ့နောက်ကိုတွန်းတယ်လို့ရှိရတူကသူတို့ကိုဆွဲတယ်လို့မတွားခြင်းလည်းနေငိုကြွေးအန်တော့ကြည့်ပြီးတော့ငရဲဘက်ကိုဦးတည်ပြီးသူတို့တွားကြတယ်အဲ့တော့ကျွန်တော်မခံနိုင်ဘူးမကြည့်ခြင်းလည်းမရဘူးမျက်စိမြင်လည်းမြင်ရတယ်နောက်လည်းမြင်ရတယ်မခံနိုင်ဘူးအဲ့မှာဘယ်လောက်ထိတနာစရာကောင်းလဲဆိုရင်ဒီလောကမှာကျွန်တော်အနည်းဆက်ဆုံးဥပမာပြောမယ်ဆိုရင်ကျွန်တော်တို့ရဲ့အမုန်းဆုံးကျွန်တော်တို့ရဲ့စိတ်ကိုအထိခိုက်ဆုံးကျွန်တော်တို့ပေါ်မှာအနောက်အရှက်ဒုက္ခနာကျင်မှုအပေးဆုံးလို့ပဲလေဒီငရဲသွားတဲ့လမ်းမှာတွေ့မယ်ဆိုရင်အလုံးမတနာမယ်ဆိုတာကျွန်တော်ခံစားမိခဲ့တယ်အတော်လေးတော့တနာစရာကောင်းတယ်အဲ့ဒီပြီးသွားတဲ့အခါမှာကောင်းကင်တမန်ကကျွန်တော်ကိုကဲသွားမယ့်နေရာတစ်ခုရှိတယ်ဆိုပြီးကျွန်တော်ကိုပြန်ခေါ်သွားတယ်ခေါ်သွားတဲ့အခါကျတော့အဲ့မှာဘယ်နေရာရောက်သွားလဲဆိုရင်ယေရှုခရစ်တော်ဘုရားကယုံကြည်သူတွေကိုဆုတတော်ပို့ပေးတဲ့အခမ်းအနားဆိုတဲ့နေရာတစ်ခုကိုရောက်သွားတယ်အဲ့မှာယေရှုခရစ်တော်ဘုရားရဲ့ရှေ့မှာမျက်စိတဆုံယုံကြည်သူတွေရှိပြီးတော့ခရစ်တော်ရဲ့နောက်မှာမျက်စိတဆုံပဲမကြီးမတွက်နိုင်တဲ့များပြားတဲ့ကောင်းကင်တမန်တွေလက်ဒီမြောက်ပြီးချီးမွမ်းနေတာကိုတွေ့ရတယ်ယေရှုဘုရားကသူ့ရဲ့ထိုင်တဲ့နေရာကနေသူထလာပြီးတော့ဘာပြောသွားလဲဆိုရင်တယောက်ပြီးတယောက်သူခေါ်ပြီးတော့စုတရကိုပြတဲ့အခမ်းအနားဖြစ်နေတယ်အဲ့တော့လူတွေကိုခေါ်ပြီးတော့တင်ဟာတဲ့လောကမှာအသက်ရှင်နေတဲ့အချိန်မှာငါနာမတော်အတွက်တင်ပေးဆက်ခဲ့တဲ့အရာတွေတင်အဖို့ခပေးခဲ့တဲ့အရာတွေဟာကြီးမားခဲ့တဲ့အတွက်ကြောင့်မို့လို့ငါအတွက်တင်တဲ့ပေးဆက်မှုတွေကိုငါကောင်းကောင်းမွန်မွန်မှတ်တမ်းတင်ထားခဲ့တယ်အဲ့ဒီတော့အထက်အလျောက်စုရဖို့ကိုလာပါဆိုပြီးတော့အဲ့ဒီလူရဲ့နာမည်နဲ့ယေရှုပြခေါ်ထုတ်တဲ့အခါမှာဒီလူကဝမ်းမြောက်ဝမ်းသာငိုကြွေးပြီးတော့ခရစ်တော်ရှိကိုပြေးလာခဲ့တယ်ခရစ်တော်ရှိကိုရောက်တဲ့အခါမှာသူကခရစ်တော်ရဲ့ခြေဖွားပေါ်မှာနှဖိုးတက်ပြီးငိုယူနေတယ်အဲ့ဒီအချိန်မှာယေရှုဘုရားကငါတာထပါဆိုပြီးတော့
လက်တစ်ဖက်နဲ့ယေရှုဖျားအဲ့ဒီလူကိုခြေပြီးတော့လက်တစ်ဖက်နဲ့အဲ့ဒီလူရဲ့ရမယ်စုတရဖူကိုသူ့ခေါင်းပေါ်မှာတင်ပေးလိုက်တာကိုတွေ့ရတယ်ယေရှုဖျားကအဲ့ဒီလူတွေကိုခေါ်တဲ့အချိန်တိုင်းမှာတဲ့အတွက်ငါပြင်ဆင်ထားတဲ့ဘုံကြီးတော်တရဖူအတက်တရဖူဆိုပြီးပြောတိုင်းမှာခရစ်တော်ရဲ့နောက်မှာအလုံးမဝေးတဲ့နေရာတနေရာကနေစိတ်ထဲမှာဘယ်လိုခံစားလဲဆိုရင်ခမည်းတော်ဖျားစီကနေလို့တော်တော်လေးကိုခံစားရတယ်အဲ့ဒီနေရာကနေဒီတရဖူကထွက်လာတဲ့အခါမှာအဲ့ဒီတရဖူကခရစ်တော်ရဲ့ရှိကိုရောက်လာဖို့လူငါမရှိမတွက်နိုင်တဲ့ကောင်းကင်တမန်တွေလက်ဆင့်ကမ်းပြီးတော့သူတို့ကအဲ့လိုကောင်းကင်တမန်တစ်ပါးရဲ့လက်မှာရောက်လာတယ်ကောင်းကင်တမန်တစ်ပါးကိုလက်ဆင့်ကမ်းတယ်ကောင်းကင်တမန်တစ်ပါးကပြန်ပြီးတော့လက်ဆင့်ကမ်းတယ်အဲ့လိုလက်ဆင့်ကမ်းနဲ့ခရစ်တော်ရှိကိုရောက်လာတယ်အဲ့တော့ဒီတရဖူကိုကောင်းကင်တမန်တစ်ပါးနဲ့တစ်ပါးကြားမှာဒီလိုလက်ဆင့်ကမ်းခွင့်ရတာတောင်မှကောင်းကင်တမန်တွေကဝမ်းမြောက်လို့ဝမ်းသာလို့မဆုံးဘူးဆိုတာတွေ့ရတယ်အဲ့တော့အဲ့ဒီတရဖူကယေရှုခရစ်တော်ရဲ့လက်ကိုရောက်လာတဲ့အချိန်မှာဒီတရဖူလက်ခံမဲ့လူကိုလက်တစ်ဖက်နဲ့ချီပြီးတော့ခေါင်းပေါ်မှာလက်တင်ပေးတယ်အဲ့တင်ပေးတဲ့အချိန်မှာဒီရှိမှာအတိုင်းအတိများစွာတော့ယုံကြည်သူတွေကအာရပါရလက်ခုပ်တီးပေးကြတာတွေ့ရတယ်လက်ခုပ်တီးတာတွေတော်တော်မြိုင်းတယ်တော်တော်လေးအတန်ကျဲတယ်အဲ့တော့အဲ့ဒီအချိန်မှာနောက်မှာကောင်းကင်တမန်တွေကအသွေးတော်နဲ့ပတ်သက်တဲ့တခြင်းတွေကိုဆိုနေတာတွေ့ရတယ်အတန်တွေအမျိုးမျိုးမျိုးစစ်တွေနဲ့ဘုရားရှင်ကိုချီးမွမ်းနေတယ်အဲ့ဒီစုတရဖို့အခန်းပေးတဲ့အခမ်းအနားကိုပြီးသွားပြီဆိုတဲ့အခါမှာကောင်းကင်တမန်ကကျွန်တော်ကိုတနေရာကိုပြန်ခေါ်တယ်အဲ့ခေါ်တဲ့အခါမှာအဲ့ဒီနေရာရောက်သွားတဲ့အခါမှာကဘာကိုကြည့်ခိုင်းတယ်ကဘာကိုကြည့်တဲ့အခါကျတော့ကဘာကြီးဟာအမောင်ထုကြီးထဲမှာလုံးလုံးလေးနဲ့ရှိနေတဲ့ကဘာဖြစ်နေတာကိုတွေ့ရတယ်ကျွန်တော်အမြင်အရပြောမယ်ဆိုရင်ကဘာကြီးဟာလက်တဆုပ်စာလောက်ပဲရှိတယ်အမောင်ကြီးတစ်ခုကဖုံးလွှမ်းနေတာကိုတွေ့ရတယ်ကျွန်တော်ကဟာဒီအရာကဘာလဲအမောင်ထုကြီးကအရာဝတ္ထုတစ်ခုကိုဖုံးလွှမ်းနေတာပဲလို့ပြောတဲ့အချိန်မှာကောင်းကင်တမန်ကဒါဟာတင်နေတဲ့ကဘာကြီးဖြစ်တယ်ကဘာကြီးဟာအမောင်ဖုံးလွှမ်းနေတာဒီပုံစံဖြစ်တယ်တဲ့အဲ့ဒီကဘာကြီးကိုကြည့်တဲ့အချိန်အမောင်ဖုံးလွှမ်းနေတဲ့နေရာကိုကြည့်နေတဲ့အချိန်မှာဒီအမောင်ထဲမှာလင်းနေတဲ့အချို့တွေတွေ့ရတယ်အလင်းတွေတွေ့ရတယ်ဟာဒီအလင်းတွေကဘာလဲလို့ကောင်းကင်တမန်ကိုမေးတဲ့အခါမှာဒီအလင်းတွေဟာယေရှုခရစ်တော်ကိုမိမိရဲ့တသခင်ကယ်တင်ရှင်ဖြစ်ယုံကြည်လက်ခံတဲ့လူတွေဖြစ်တယ်တဲ့ဒါဆိုဟိုအမောင်တွေရောတဲ့ခရစ်တော်ကိုလက်မခံတည်တော်သူတွေတရင်ကောင်းမကြားရတည်တဲ့သူတွေဖြစ်တယ်တဲ့အဲ့ဒီချိန်မှာကျွန်တော်စိတ်ထဲမှာအယံခံစားတယ်ဩဒီခရစ်တော်ကိုလက်မခံတည်တဲ့လူတွေတရင်ကောင်းမကြားသေးတဲ့လူတွေကမောင်းနေပြီးတော့ခရစ်တော်ရဲ့ကယ်တင်ခြင်းတရင်ကောင်းကိုကြားပြီးလက်ခံတဲ့လူတွေဟာလဲနေတယ်ဆိုရင်ကျွန်တော်ကိုယ်တိုင်ကဘာကိုသွားပြီးတော့လူပြည်ကိုသွားပြီးတော့ခရစ်တော်ရဲ့ဝမ်းမြောက်ပွဲရာတရင်ကောင်းကိုဝေငှမယ်ဆိုရင်ဒီလူတွေကခရစ်တော်ရဲ့တရင်ကောင်းကိုကြားပြီးလက်ခံမယ်ဒါဆိုရင်တို့တွေအလင်းဖြစ်လာမယ်ဆိုတာကိုကျွန်တော်ခံစားမိတဲ့အခါမှာနေလို့ထိုင်လို့မရတော့ဘူးအဲ့တော့ကျွန်တော်လည်းတခါတည်းအော်ပြီးကိုဝေငှချင်တယ်လို့ကျွန်တော်ပြောခဲ့တဲ့အခါမှာကိုတော်ကကျွန်တော်ကိုပြောတယ်ကာမအောင်တင်မသွားတာပိုကောင်းတယ်တဲ့အဲ့တော့ကျွန်တော်ပြန်ပြီးတော့အသက်ရှင်ခွင့်မရတဲ့သဘောဖြစ်သွားတယ်နောက်ဒုတိယအချိန်မှာဘာမြင်ရလဲဆိုရင်အဲ့ဒီလူတွေရဲ့အလင်းဖြစ်နေတဲ့လူတွေရဲ့အချို့တွေရဲ့နဖူးပေါ်မှာကျဲတောက်ပနေတဲ့ကျဲကိုတွေ့ရတယ်လင်းနေတဲ့လူတိုင်းလည်းမဟုတ်ဘူးအချို့သောသူတွေရဲ့နဖူးပေါ်မှာတောက်ပတဲ့ကျဲကိုတွေ့တဲ့အခါမှာကိုတော့အလင်းရှိတဲ့လူတိုင်းလည်းမဟုတ်ပဲလေအချို့သောသူတွေရဲ့နဖူးပေါ်မှာတောက်ပတဲ့ကျဲရှိတယ်ဆိုတာဘာကြောင့်လဲလို့ကျွန်တော်မေးတဲ့အခါကိုတော်ကကျွန်တော်ကိုပြောတယ်ကာမောင်ဒီတောက်ပနေတဲ့ကျဲနဖူးပေါ်မှာရှိတယ်ဆိုတာကဖျားရှင်နိုင်ငံတော်အတွက်အဖို့ခပေးတဲ့လူတွေပေးဆက်တဲ့လူတွေဖျားရှင်နိုင်ငံတော်အတွက်အနိနာခံတဲ့လူတွေဖျားရှင်နိုင်ငံတော်အတွက်ရဲရဲရောရောပေးကတဲ့လူတွေနိမနာညာမအားဒါတချင်းလုံးရုပ်ကပြီးစူးစမ်းနေတဲ့လူတွေပေါ်မှာကျဲနဖူးပေါ်မှာကျဲတောက်ပနေတာဖြစ်တယ်တဲ့။အော်အဲ့ဒီချိန်မှာကျွန်တော်မနေနိုင်မထိုင်နိုင်ဖြစ်ခဲ့ပြီ။အိုးလောကမှာ
အသက်ရှင်ခွင့်ရပြီးခရစ်တော်ရဲ့ဝမ်းမြောက်ပွဲရာတရင်ကောင်းကိုဝင်ရမယ်ကျွန်တော်တို့ဖြင့်လူရခရစ်တော်ကိုလက်ခံလာမယ်ကိုတော့အတွက်လူအဲ့လက်အသက်လက်လူအဲ့ရဲ့အဒီအသက်တစ်ချောင်းလေးပေးဆက်မယ်ကိုတော့အတွက်အနိနာခံမှုကဘယ်လောက်မွန်မြတ်တယ်ဆိုတာကိုကျွန်တော်သိသွားတဲ့အခါမှာကိုတော့ကျွန်တော်ကိုလောကမှာအမှုတော်မြတ်ထမ်းဆောင်ဖို့အသက်ရှင်ခွင့်ပေးပါလို့ဘုရားရှင်ကိုကျွန်တော်ပြန်ပြီးတော့ဆုတောင်းခဲ့တယ်ကိုတော့ကကျွန်တော်ကိုပြောတယ်ကမ္မဟောင်းတဲ့ဟာလောကမှာပြန်ပြီးတော့အသက်ရှင်ဖို့မလိုပါဘူးတဲ့ဒီမှာတဲ့ဆက်နေရင်တဲ့အတွက်ဖို့ကောင်းတယ်တဲ့အဲ့လိုကျွန်တော်ကိုပြောသွားတဲ့အခါမှာဘုရားရှင်ကကျွန်တော်ကိုလောကမှာပြန်ပြီးတော့အသက်ရှင်ခွင့်မပေးတဲ့တဘောဖြစ်သွားတဲ့အခါမှာစိတ်ထဲမှာတော်တော်လေးခံစားမိခဲ့တယ်။နောက်လွန်ပြင်တစ်ခုမှာမရှိမတွက်နိုင်တဲ့လူအုပ်ကြီးတစ်ခုကိုတွေ့ခဲ့တယ်။ကိုတော့ဒီလူအုပ်ကြီးကဘယ်သူလဲလို့ကျွန်တော်မေးတဲ့အခါမှာယေရှုဘုရားကပြောတယ်ခါမှာအဲ့ဒီလူအုပ်ကြီးကအမှုတော်ဆောင်တည်ဖြစ်တယ်တဲ့။ဟာကိုတော့မေဝန်းတဲ့စပားကြီးရိတ်เสียရီများစွာရှိတယ်။ရိတ်မဲ့သူတွေနဲတယ်။ကိုတော့ပြောနေတာမဟုတ်တော့ဘူး။ဘာကြောင့်လဲဆိုရင်ဒီမှာလူကမနေဘူးလူကတော်တော်များနေတာပဲ။အဲ့တော့ဒီလောက်လူများတယ်ဆိုတော့အမှုဆောင်တွေကမနေဘူးပဲလို့ကျွန်တော်ပြောတဲ့အခါမှာနေတယ်တဲ့။ဘာဖြစ်လို့နေမှာလဲလို့ကျွန်တော်မေးတဲ့အခါမှာကိုတော်ကကမှာအောင်တဲ့။ဒီထဲမှာ60ရာခိုင်နှုန်းလောက်ကမပြောင်းလဲပဲနဲ့အမှုတော်ဆောင်နေတာတဲ့။မဘွန်ပဲနဲ့အမှုတော်ဆောင်နေတာတဲ့။အဲ့တော့ဒီ60ရာခိုင်နှုန်းလောက်ကငါအတိမတ်မပြုတ်ဘူးတဲ့။အဲ့ဒီအနည်းစုလေးရာခိုင်နှုန်းထဲမှာတော့မှာတဲ့ဘောရကင်းဖြစ်ပြီမယ်တဲ့သူတို့အမှုတော်တော့ဆောင်တယ်တဲ့ဒါပေမဲ့တချို့တွေကဝင်းရေးအတွက်ကိုချိုးအတွက်လောက်ပဲမိမိစာဝတ်ညီရေးအတွက်လောက်ပဲမှုတော်ဆောင်နေတာဖြစ်နေတယ်တဲ့တကယ်နိုင်ငံတော်အတွက်ပေးဆက်တဲ့လူတွေတကယ်ဘုရားရှင်အတွက်စက်ကအနန္တတဲ့လူတွေကအရန်ရှားတယ်ဟောကိုတော်ဒါဆိုရင်ကျွန်တော်ကိုပြန်ပြီးတော့အသက်ရှင်ခွင့်ပေးပါကျွန်တော်ဒီလောကမှာကိုတော်ရဲ့ဝမ်းမြောက်ပွဲရာတည်င်းကုန်းကိုအချိန်တိုင်းနေရာတိုင်းမှာကျွန်တော်ဝင်ငါပါမယ်ကျွန်တော်ကိုအသက်ရှင်ခွင့်ပေးပါလို့ကျွန်တော်ဆုတောင်းခဲ့တယ်ဘုရားရှင်ကကျွန်တော်ကိုခွင့်မပေးဘူးကာမောက်တင်ဒီလောကမှာအသက်ရှင်မဲ့အစာတီးမှာပဲဆက်လက်နေတာပူကောင်းတယ်။အားကြောင့်လဲဆိုခုကနောက်ဆုံးတော့ကာလဖြစ်တယ်တဲ့။မကြခင်ရှေ့ဆောင်ခြင်းအစီအစဉ်ရှိပြီတဲ့။အဲ့ဒီခါမှာကျွန်တော်အနေနဲ့ဒီ3ခါလောက်ကိုအယူခံဆုတောင်းတဲ့အခါမရတဲ့အခါကျတော့ကျွန်တော်အရှုံးပေးလိုက်ပြီ။အဲ့တော့လူသဘောအနေနဲ့လူသဘောတရားအနေနဲ့စဉ်းစားမယ်ဆိုရင်ကျွန်တော်ကအသက်ရှင်ခွင့်မရတော့ဘူးဖြစ်နေတယ်။အဲ့ဒီအချိန်မှာကျွန်တော်အဖေပြောတဲ့အတိုင်းဆိုရင်ကျွန်တော်ရဲ့အလောင်းကကျွန်တော်ရဲ့ကရင်ပေါ်မှာအမေဒီအကူဒီအဖေကခေါ်ခိုင်းပြီးတော့တွားတဲ့နေရာမှာခေါ်ခိုင်းပြီးတော့ကျွန်တော်အလောင်းကိုကရင်ပေါ်တင်လိုက်တယ်အဲ့ရပေါ်တင်လိုက်တယ်အဖေမေရဲ့အမြင်မှာကျွန်တော်ကတော့အလောင်းလူတီကောင်ဖြစ်နေတယ်အဲ့ဒီအချိန်မှာကျွန်တော်ရဲ့အလောင်းသားမှာယုံကြည်သူတွေစုဝေးပြီးတော့ဆုတောင်းကြတယ်အဲ့ဒီမှာထူးဆန်းတာတူကအမျိုးသမီးတယောက်ကကျွန်တော်တို့ဒီတင်းနုရှာရဲ့အလောင်းသားမှာဝိုင်းနေတဲ့လူတွေအထူးသဖြင့်ဘုရားသခင်စီမှာအခြားသောဘာသာစကားဖြင့်ဆုတောင်းနေဆိုရင်ဘုရားသခင်ကျွန်တော်ဆုတောင်းခြင်းကိုနားညောင်းမယ်ဆိုတာကျွန်မလို့ဆိုမှုရတယ်အဲ့တော့ဒီထဲမှာဒီအခြားသောဘာသာစကားကိုနားမလည်နိုင်တဲ့လူတွေမခံယူနိုင်တဲ့လူတွေအကယ်၍ရှိခဲ့ပါတယ်ခဏလေးအပြင်ထွက်ပေးပါတဲ့အဲ့တော့အဲ့မှာအခြားသောဘာသာစကားရတဲ့လူအချို့တွေကကျွန်တော်လောင်းသားမှာဝိုင်းပြီးတော့ဆုတောင်းတယ်သူတို့ရဲ့ပြောတဲ့အတိုင်းကျွန်တော်သိရတာပေါ့အဲ့တော့ဆုတောင်းကြတယ်တဲ့အဲ့တော့သူတို့ရဲ့ဆုတောင်းခြင်းကိုကျွန်တော်နဲ့ဘုရားကြားမှာဒီအတန်ကြီးဝင်လာတယ်ဆိုတော့ကျွန်တော်ခုအခုတော့မှကြားရောက်မိသေးတယ်ဒါပေမဲ့ဒီအတန်ကဘာလဲဆိုတာတော့ကျွန်တော်မတဲကွဲဘူးနားမလဲဘူးကောင်းကင်တမန်လည်းနားမလဲဘူးဒါပေမဲ့ဒီခြားသောဘာသာစကားနဲ့ဆုတောင်းတဲ့အတန်ကိုဘုရားသခင်စီကိုရောက်တဲ့အခါမှာဘုရားရှင်ကကျွန်တော်ကိုချက်ချင်းပါပြောလဲဆိုရင်ကာမတဲ့အခုတော့တင်ဟာလောကမှာပြန်ပြီးတော့အသက်ရှင်ခွင့်ငါပေးလိုက်ပြီတဲ့တက်ဆာရှိဆိုငါအမှုကိုထမ်းဆောင်ပါတဲ့ဝမ်းမြောက်ပွဲရဲ့တည်င်းကောင်းကိုဝင်ငါပါတဲ့အဲ့ဒီအတွက်တဲ့ကိုငါအသက်ရှင်ခွင့်ပေးလိုက်တယ်လို့အကယ်၍တင်ဟာမဝင်ငါတော့ဘူးအမှုတော်မဆောင်တော့ဘူးဆိုရင်တဲ့ဝိညာဉ်ကိုငါရုပ်သိမ်းမယ်တဲ့အဲ့တော့အမှုတော်ဆောင်ဖို့ကိုလောကကိုငါပြန်ပြီးတော့နေထိုင်ခွင့်ပေးလိုက်တယ်လို့ဘုရားရှင်ကျွန်တော်ကိုပြောလိုက်တဲ့အချိန်မှာကောင်းကင်တမန်နှစ်ပါးကကျွန်တော်ကိုချက်ချင်းတစ်ဖက်မှာကြိုက်ပြီးတော့ဒီကဘာမြေကြီးပေါ်ကိုပြန်ခေါ်သွားတယ်ခေါ်သွားတဲ့အချိန်မှာကျွန်တော်ရဲ့အိယာပ
ပေါ်မှာပဲအလောင်းထဲမှာချက်ချင်းကျွန်တော်ဝင်လိုက်တော့ဖျားတာလည်းမဟုတ်တော့ငေါမှုတွေလည်းမရှိအားမရှိဘူးဆိုတာလည်းမရှိတော့ခန္ဓာကိုယ်ထဲမှာဝိညာဉ်ဝင်လိုက်တာနဲ့ကျွန်တော်ချက်ချင်းပဲထားလိုက်တယ်ထားလိုက်တဲ့အခါမှာကျွန်တော်ညီနာမှာရှိတဲ့လူတွေတော်တော်အံ့ဩသွားတယ်ဟာဘယ်လိုလဲဆိုပြီးတော့သူတို့နားမလည်နိုင်ဘူးအားနဲ့ကျွန်တော်ကအဲ့မှာပြန်ထိုင်ပြီးတော့ကောင်းကောင်းမွန်မွန်သူတို့နဲ့စကားပြောဖို့ကိုကြိုးစားရတယ်ဘာကြောင့်လဲဆိုရင်လူစိတ်မဝင်သေးဘူးဖြစ်နေတယ်ကျွန်တော်ဟာကောင်းကင်ပါတီသူ့ဘုံကိုရောက်သွားတယ်ပြီးတဲ့အခါမှာစုတရဖို့ပြီးတဲ့အခါနာကိုလည်းရောက်သွားခဲ့တယ်ငရဲသွားတဲ့လမ်းကိုလည်းရောက်သွားခဲ့တယ်ကောင်းကင်တမန်တွေကကျွန်တော်ကိုပို့တယ်အဲ့တော့ဘုရားခင်စီမှာကျွန်တော်ပေါ်ပြတဲ့ဖွင့်ပြချက်တွေကိုအခြေခံပြီးတော့သုံးချိန်တိုင်းလောကမှာအသက်ရှင်ခွင့်တောင်းတယ်ဘုရားရှင်ကကျွန်တော်ကိုမပေးဘူးအဲ့ချိန်မှာဒီကနေခင်ဗျားတို့ဆုတောင်းတဲ့အတ္တငါကောင်းကင်ဘုံကိုဝင်လာတဲ့အခါဘုရားခင်ကငါတာကမှာတင်တာလောကမှာပြတ်ပြီးတော့အသက်ရှင်ခွင့်ကပေးလိုက်ပြီလောကကိုနေထိုင်ခွင့်ပေးလိုက်တယ်လို့ဘုရားရှင်ကကျွန်တော်ကိုပြောလိုက်တယ်ဘာအတွက်နေရမလဲဘာအတွက်လောကမှာနေရမလဲဆိုရင်ငါရဲ့ဝမ်းမြောက်ဖို့ရတည်င်းကောင်းကိုဝင်လာရမယ်ငါရဲ့ခြေစူးတော်ဂယုနာတော်ကိုဝင်လာရမယ်တဲ့ငါရဲ့ကဲတင်ခြင်းတည်င်းကောင်းကိုဝင်လာရမယ်တဲ့ဒီအမှုကိုမဆောင်တော့ဘူးဆိုရင်တဲ့ဝိညာဉ်ကိုငါရုပ်သိမ်းမယ်တဲ့အဲ့တော့အဲ့ဒီအတွက်တဲ့ကိုငါလောကကိုပြန်ပြီးတော့အသက်ရှင်ခွင့်ပေးတယ်လို့ဘုရားရှင်ပြောလိုက်တဲ့အခါကျမှကျွန်တော်ကောင်းကင်တမန်တစ်ပါးကလာပို့ပြီးတော့အခုဒီအဲ့ရပေါ်မှာကျွန်တော်ပြန်ပြီးတော့ရောက်လာတာဖြစ်တယ်ဆိုပြီးတော့သူတို့ကိုကျွန်တော်တက်တည်ခံသွားခဲ့တယ်အဲ့တော့ဒီနေရာမှာဘုရားသခင်ကကျွန်တော်ကိုပြန်ပုပြီးလောကမှာအသက်ရှင်လိုက်တဲ့ချိန်မှာဒီပုံမှန်လူတွေနဲ့ကျွန်တော်ပုံစံကမတူနိုင်ဘူးထမင်းလည်းမစားခြင်းဘူးရေလည်းမတောက်ခြင်းဘူးလူတွေနဲ့တာနေတာဒါပေမဲ့လူတွေနဲ့ကျွန်တော်ရဲ့ပုံစံကမတူဘူးထမင်းစားတာတွေတွေ့လဲကျွန်တော်တို့ရည်စရာဖြစ်တယ်အဝတ်အစားတွေတွေ့ရင်လည်းရည်စရာဖြစ်တယ်ဒါပေမဲ့ဘုရားရှင်မဆာမောအဖြစ်10ရက်လောက်15ရက်လောက်တလလောက်ပြည့်လာတဲ့ခါမှာဒီလူပုံစံလူပဲနေထိုင်တယ်စားတောက်တယ်ဝက်တယ်သွားတယ်ပြောတယ်ဆိုတဲ့ပုံစံတွေကရလာတာဖြစ်တယ်အဲ့တော့ဘုရားသခင်ကဒီလောကဟာနောက်ဆုံးတော့ကာလနေတဲ့အကြောင်းယေရှုပြမကြခင်ကြွလာမယ်ဆိုတဲ့အကြောင်းကိုဖွင့်ပြပြီးငရဲသွားတဲ့လူကိုဘယ်လောက်တနာစရာကောင်းတယ်ဘုရားသခင်ရဲ့အတွက်နိနာခံပြီးပေးဆက်တဲ့လူတွေဟာဆုတရဖို့ပေးတဲ့နေရာမှာဘယ်လောက်အထီးအခမ်းအနားမှာဂုံယူဆရာကောင်းတယ်ဝမ်းမြောက်ဆရာကောင်းတယ်ဆိုတဲ့အရာတွေကိုတစ်ခုပြီးတစ်ခုဘုရားရှင်ကဖွင့်ပြခဲ့တယ်အဲ့တော့ကျွန်တော်ဒီလောကမှာအသက်ရှင်ခွင့်ရတယ်ဆိုတဲ့အရာကအမှုတော်မြတ်ကိုထားဆောင်ဖို့တသက်ဖြစ်တယ်ဆိုတာဒီနေ့ခရစ်တော်နာမ၌ပြောလိုပါတယ်အဲ့တော့အဲ့ဒီပြီးသွားတဲ့အခါမှာတရွာဝင်တရွာထွက်လူထုတရားဟောပွဲတွေလုပ်ဖို့ဘုရားရှင်ကကျွန်တော်ကိုမိုးစော်တဲ့အတွက်ကြောင့်မို့လို့လဲတင်းအုပ်ဆရာတပိုင်းလို့ရင်းနဲ့တရွာဝင်တရွာထွက်ကဲတင်ချင်းတရင်ကောင်းဘုရားကောင်းမြတ်ကြောင်းကိုဝင်ငါတက်တည်ခံခဲ့တယ်အဲ့လိုကျွန်တော်တို့ဘုရားရှင်နိုင်ငံတော်အတွက်ပါဝင်ရင်းနဲ့အောဝယ်ငိုထမှုတွေဟာချင်းတောင်တွေကနေအစပြုလာခဲ့ပါတယ်အဲ့ဒီမှာကလေးတွေဆောင်းဆောင်ဆိုရင်ကလေးတွေဆိုရင်ဆုလိုက်ပြုံလိုက်တရားနာမှုရောက်လာတယ်တရားနာပြီးဆက်ကတ်တဲ့အခါမှာဆုလိုက်ပြုံလိုက်လဲပြီးတော့ prophet တွေသူတို့ပြုကြတယ်သူတို့ရဲ့အဖေမေတွေငရဲမှာရက်ပလင်းကန်ပြီးအော်နေတာငိုနေတာကိုသူတို့တွေ့ပြီးတော့ဒီကလေးတွေကလည်းငိုကြတယ်အဲ့ဒီကလေးတွေပြောင်းလဲခြင်းအပြင်မိဘတွေလည်းပြောင်းလဲလာပြီးတော့နတ်စားကနေချက်ချင်းပဲအဲ့ဒီ4-5ရက်အတွင်းမှာနတ်စားအိမ်ထောင်မိသားစု9စုလောက်ကခရစ်တော်ကိုလက်ခံလာပြီးခရိယန်ဘာသာထဲကိုရောက်လာတာတွေ့ရတယ်တရွာဝင်တရွာထက်မှာအောပွဲအမှုတွေဖျားရှင်ပြုလာပြီးအောပွဲနိုးထမှုကြီးတစ်ခုကတော့1988ခုနှစ်မှာတိတိမြို့မှာဖြစ်လာခဲ့တယ်အဲ့ဒီတော့ဆိုရင်မြို့နယ်ကောင်စီကဘူကြီးဆော့မောင်ဆိုရင်ကျွန်တော်အဖေပြောင်းလဲသွားတာဖြစ်တယ်အဲ့ဒီမှာတိတိမြို့တမြို့လုံးကိုနိုးထမှုအကြီးကျယ်ဖြစ်ပြီးတော့တမြို့လုံးနိုးထလို့တော့မှအဲ့ဒီချိန်မှာကလေးမြို့တို့ဖလမ်တို့တွန်းဆောင်တို့ဟာခါတို့မုံရွာတို့ဒီမှာစန္ဒပြတို့အရေးဖြစ်နေတဲ့အချိန်မှာတိတိမြို့မှာတို့အရေးဒီမလို့ပဲနဲ့ဖျားကောင်းတဲ့အကြောင်းကိုဈေးဆိုင်တိုင်းမှာလမ်းမပေါ်မှာလူတွေမှာစာတင်ကျောင်းတွေမှာဒီအကြောင်းတွေကတိတိတမျိုးလုံးကိုလွှမ်းမိုးတယ်ဆိုတာကျွန်တော်တွေ့ရပါတယ်ဆယ်တန်းကျောင်းတွေတောင်ပိတ်တဲ့အထိအောက်ဝယ်နိုးထမှုကြီးဖြစ်ပြီးတော့ကျောင်းသူကျောင်းသားတွေကခရစ်တော်ကိုယုံကြည်လက်ခံလာပြီးအထူးသဖြင့်4တန်း5တန်း6တန်းလူငယ်တွေတော်တော်များများခရစ်တော်ကိုလက်ခံကြတာတွေ့ရတယ်အဲ့ဒီဘုရားသခင်ကတနေ့တစ်ချက်ကျွန်တော်ကိုပို့ဆောင်ခဲ့ပြီးတော့1990ခုနှစ်
ပြင်ဦးလွင်မြေမြို့မှာခုစိတ်လို့ကျွန်တော်သွားတယ်ခုစိတ်ကနေအပြန်မှာမန်းလေးမှာကျွန်တော်တခါမှမတဲချင်တဲ့တညတော့မတဲချင်တဲ့အရန်ပူပြီးချင်းလဲပေါ်တဲ့မန်းလေးမြို့ကိုကျွန်တော်တညလောက်တဲတဲ့ချိန်မှာဖျားရှင်ကကာမဟုတ်တဲ့ဒီမန္တလေးမြို့မှာပါရတိတုဘုံဆိုတဲ့အမည်နာမဖြင့်သာသနာတခုကိုစတင်ရတယ်လို့1990ခုနှစ်မှာဖျားရှင်ကကျွန်တော်ကိုဖွင့်ပြခဲ့တယ်အဲ့တော့ကျွန်တော်လည်းဖျားရှင်ကျွန်တော်ကဒီမန္တလေးမြို့မှာသာသနာပြုဖို့တာဝန်ပေးတယ်ဆိုရင်ကျွန်တော်မနေချင်တဲ့နေရာဖြစ်တော့လေအလူတော်ဝန်ခံပါမယ်လို့ဖျားရှင်ကိုကျွန်တော်ဆုတောင်းဆက်ကခဲ့ပါတယ်သူရဲ့အလူတော်နဲ့အမိန်တော်ကိုနာခံဝန်ခံခဲ့တယ်အဲ့တော့အဲ့ဒီနေရာနေကျွန်တော်ရွာကိုတန်းပြန်ပြီးတော့1993ခုနှစ်မှာဖျားသခင်ကမန္တလေးမြို့မှာရက်ပေါင်း30အစာရှောင်ဆုတောင်းဖို့ကျွန်တော်ကိုစီခိုင်းတယ်ကျွန်တော်လည်းဟိုတယ်တစ်ခုမှာပတ်စံမရှိဘဲနဲ့ဟိုတယ်တစ်ခုကိုပြီးမှပဲကျွန်တော်ရက်ပေါင်း30ဒီမှာနေမှာဖြစ်တယ်ကျွန်တော်ရက်ပေါင်း30ပြီးမှမထွက်သွားဘူးပြီးမှပဲပတ်စံအားလုံးရှင်းမယ်ဆိုပြီးဟိုတယ်တစ်ခုမှာရက်ပေါင်း30အစာရှောင်ဆုတောင်းခဲ့တယ်ရက်ပေါင်း30အတွက်တောက်ရည်တန်းအဘူးအလုံး30ကိုကရင်အောက်မှာထားပြီးတော့တဲမှာတစ်လုံးတောက်ပြီးတနာရီဆုတောင်းတနာရီကျန်းစာဖတ်တနာရီတနာရီကျန်းစာဖတ်တနာရီဆုတောင်းတနာရီအဲ့လိုရက်ပေါင်း30ကိုအလက်အဲ့လိုပဲနေ့တိုင်းကျွန်တော်လုပ်သွားခဲ့တယ်15ရက်ပြည့်တဲ့အခါမှာကိုအယူပေါ်မှာအရေးတင်ပြီးတော့ခန္ဓာကိုယ်တောင်မှကိုယ့်အကူမထိန်နိုင်တယ်လို့ဖြစ်ခဲ့တယ်ဟာကျွန်တော်တည်ရင်ဒီခန်းထဲမှာဘယ်လိုလုပ်ကောင်းပါမလဲဆိုပြီးကြောက်စိတ်တွေဝင်လာတဲ့အချိန်မှာယေရှုဖခင်ကအခန်းထဲကိုရောက်လာတယ်ကာမအောင်မစိုးရိမ်နဲ့တဲ့နဲ့ငါတူပါရှိတယ်ဆက်တာဆက်ကလိုက်ပါလို့ယေရှုဖခင်ကကျွန်တော်ကိုပြောသွားခဲ့တယ်ရပုံ30ပြည့်သွားတဲ့အခါမှာကျွန်တော်ကကောမွန်တောင်လမ်းမလျှောက်နိုင်တော့ဘူးဖြစ်တယ်အဲ့ဒီအချိန်မှာဟိုတယ်ထဲမှာဖုန်းတစ်ခုကြားတယ်အဲ့ဒီဖုန်းကကျွန်တော်နဲ့ပတ်သက်တဲ့ဖုန်းဖြစ်တယ်ဆိုတော့ကျွန်တော်သိတယ်အဲ့တော့အဲ့ဒီဖုန်းကိုကျွန်တော်နားထောင်ဖို့လူကဟိုတယ်ဘော်ဒီကတကားကိုလာခောက်တယ်လာခောက်တဲ့အခါကျတော့ကုကမတဲ့ဘာကိစ္စရှိလို့လဲတဲ့နေ့အတွက်ဖုန်းလာလေတဲ့ကျွန်တော်လည်းကျူးစားပြီးတော့ပြင်ကိုထွက်လာတဲ့အချိန်မှာအယိုးပေါ်ကြီးတင်ပြီးလမ်းတောင်ကိုမရှောင်နိုင်ဘူးဖြစ်တော့အဲ့မှာဟိုတယ်ပိုင်ရှင်ကဟာခင်ဗျာဘာရောဂါရှိလို့လဲသူတို့ကကျွန်တော်ကိုပြောတယ် AIDS HIV ပိုးဆွဲတယ်လို့တောင်မှသူတို့ကကျွန်တော်ကိုထင်ခဲ့တယ်ကျွန်တော်မဟုတ်ဘူးလို့ကျွန်တော် AIDS HIV ပိုးမဆွဲခဲ့ဘူးရက်ပေါင်း30အစာမစားဘဲနဲ့တရားထိုင်ပြီးတော့ကူးကွယ်တဲ့ထာဝရဘုရားကိုမျက်မှောက်ပြုတာဖြစ်တယ်လို့ပြောလိုက်တဲ့ချိန်မှာအဲ့ဒီဟိုတယ်ပိုင်ရှင်တွေကကျွန်တော်ရှိမှပြပြဝတ်ပြီးတော့ကျွန်တော်ဟိုတယ်အတွက်အချားမြင်ပါတွေပေါက်တယ်လေကျွန်တော်မိသားစုအတွက်အချားမြင်ပါတွေပေါက်တယ်လို့ကျွန်တော်ကိုသူတို့မေးခဲ့တယ်ကျွန်တော်တို့ကအဲ့လိုမျိုးအချားမြင်ပေါက်တယ်ပါတယ်ဆိုပြီးတော့ကျွန်တော်အဲ့လိုမျိုးတွေမဟုတ်ပါဘူးလို့ဒါပေမဲ့ကျွန်တော်ကူးကွယ်တဲ့ဘုရားရှင်ကအနာဂတ်မှာပါတီလုပ်ရမယ်ဘယ်လိုခြေလန်းလာရမယ်ဆိုတာတော့အဲ့လိုကျွန်တော်ကူးကွယ်တဲ့ဘုရားရှင်ကပြောသွားခဲ့တယ်နဲ့သူတို့တောင်မှကျွန်တော်ကိုအရင်အောင်ပြီးတော့လေးစားသွားခဲ့တယ်အဲ့တော့ဖုန်းကင်လိုက်တဲ့အခါကျတော့အဲ့ဒီဖုန်းကဘာလဲဆိုရင်ရှက်ကမှာအတွက်ဘုရားရှင်ကနိုးစော်တယ်တဲ့ရှက်ခုဘယ်မှာရှိတယ်ကျွန်တော်မန်းလေးမှာဘာလုပ်လဲကျွန်တော်ဟိုတယ်မှာဆာရှောက်ဆူတောင်းတယ်ခုပြီးသွားပြီပေါ့ဟုတ်ကဲ့ဒီညဘုရားရှင်ကပြောတယ်ရှက်ကမှာရဲ့ဟိုတယ်ခါကိုနေလို့မိသားစုအားလုံးတာဝန်ယူရမယ်တဲ့ကျွန်တော်မှပိုက်ဆက်မရှိဘူးနေရာတန်တရွတ်ပဲရှိတယ်အဲ့နဲ့သူတို့ကကျွန်တော်ဘာပြောလဲဆိုရင်ဘတုကူမအကူညီလည်းမတောင်းနဲ့ဘတုကူမလည်းမဆက်တွေ့တော့နဲ့ဒီဟိုတယ်တလားစာကိုကျမတို့မိသားစုတောင်းယူမယ်ဆိုပြီးတော့မားလေးမျိုးမဟုတ်လေအခြားအဝေးတနေရာကနေဖုန်းဝင်လာတာဖြစ်တယ်ကျွန်တော်ဒီမှာဆာရှောင်စုတောင်းတယ်ဆိုဘတုကူမအတိမပြေခဲ့ဘူးဘုရားရှင်အလုံးကောင်းမြတ်တယ်လို့ဘုရားရဲ့ခြေဆုတော်ကိုကျွန်တော်ချီးမွမ်းတယ်မကြဘူးသူတို့ကငွေပို့တဲ့လူတယောက်ရောက်လာတယ်အဲ့ဒါဟိုတယ်ငါဘူးဖြစ်တယ်ပြီးတဲ့အခါမှာဆရာက15ရက်လောက်စားဖို့အတွက်ဒီငွေတွေကဆရာအတွက်စားဖို့တောက်ဖို့ဖြစ်တယ်ဆိုပြီးအပူငွေဒီတောင်ရောက်လာတယ်အဲ့တော့ကျွန်တော်ကပထမမှာအချူရည်လေးချိုးစိုးပါလို့နည်းနည်းလေးတောက်တယ်တရက်လောက်နောက်2ရက်လောက်မှဆိုရင်ကြက်ပေါင်းရည်တွေတောက်တယ်နောက်3ရက်လောက်မှဆိုရင်စိတ်ဆွတ်တွေတောက်တယ်4ရက်လောက်မှဆိုအသားပျော့ပျော့ရည်လေးစားတယ်တပတ်လောက်မှပဲထမင်းကျွန်တော်နည်းနည်းလေးပေါ့လက်တဆုပ်စားမဆုပ်စားတော့ပဲစားခဲ့အဲ့လိုပဲအဲ့နဲ့ဘုရားရှင်ကဒီမန္တလေးတာသနာလုပ်ငန်းကိုဘုရားရှင်ကမြန်မာပြည်အလဲဘဟုမှာကျွန်တော်ကိုပါရတိတုဘုံကိုခေါ်သွားတယ်ပါရတိတုဘုံအကြောင်းလည်းဖွင့်ပြတဲ့အတွက်ကြောင့်ပါရတိတုဘုံဆိုတဲ့အမည်နာမနဲ့မန္တလေးမှာဘုရားရှင်ကတာသနာပြုတ်ဖို့စီခိုင်းတဲ့အတွက်ကြောင့်1998ခုနှစ်ဇန်နဝါရီလ30ရက်နေ့မှာပါရတိတုဘုံအိမ်တော်ဆိုပြီးတော့
အင်္ဂလိပ်လိုဆိုရင် Paradise Mission Center ဆိုပြီးတော့မြန်မာလိုတော့ပါရတိတုဘုံအိမ်တော်လို့ကျွန်တော်အဲ့လိုနာမည်ပေးထားတယ်တာသနာကိုကျွန်တော်စခဲ့တယ်ဘုရားရှင်ကဒီအခု15နှစ်16နှစ်ပြည့်သွားပါပြီအဲ့ဒီအတွင်းမှာဘုရားရှင်ကအဝေယအမှုတစ်ခုစီတိုင်းကိုတူပြုတ်ခဲ့တယ်မာလီကိုတာသနာစတဲ့အချိန်မှာ3လလောက်ရှိပြီပျောက်ဆုံးဝိညာဉ်လည်းမဖားရဘူးဝတ်ပြုစည်းဝေးလုံးမယ်ဆိုရင်လူကမရှိဘူးတယောက်2ယောက်ပဲကိုတော်ကတားကမှာကိုမန်းလေးကိုခိုင်းတယ်မဟုတ်ဘူးလားအခုအထိကဝိညာဉ်လည်းမဖားရဘူးဟောရင်လည်းလူတွေမပြောင်းလဲဘူးကိုတော်ပဲလို့လဲကျွန်တော်ဘုရားရှင်ကိုမေးတဲ့အခါမှာအေးငါတားကမှာအခြားသော non Christian တွေကဘာသာရေးခေါင်းဆောင်တွေကမနေ့4နာရီဆိုရင်သူတို့ကအော်ပြီးခေါင်းလောင်းဒီတီးပြီးဥအော်ဒီဆွဲပြီးတော့သူတို့တွေကဆူတောင်းနေပြီအော်နေပြီလေတင်ကသူတို့နဲ့အတူတူလှုပ်ဘာထူးမှလဲလို့ဖျားရှင်ကကျွန်တော်ပြောလိုက်အော်ဟုတ်ပြီကိုတော့ကျေးဇူးတင်တယ်ဆိုပြီးသူတို့တက်တနာရီဦးပြီး3မိနစ်3နာရီမှာထားပြီးကျွန်တော်ဆူတောင်းတာစသွားခဲ့တယ်အဲ့တော့တလလောက်ဆူတောင်းတဲ့အချိန်မှာကြီးမားတဲ့အဆောက်အဦတစ်ခုကိုဆောက်တာတွေ့ရတယ်အဲ့ဒီအဆောက်အဦကိုလူအုပ်ကြီးကတဲတဲ့လူကတဲရိုက်တဲ့လူကရိုက်မိုးတဲ့လူကမိုးတဲတဲ့လူကတဲအဲ့လိုဖြစ်နေတာကိုအိမ်မက်မှာတွေ့တယ်ကျွန်တော်ဘုရားရှင်ကိုမေးတယ်ကုတော်ဒီအဆောက်အဦကြီးဘာအဆောက်အဦလဲလို့မေးတဲ့အခါမှာဘုရားရှင်ကကျွန်တော်ကိုပြောတယ်ကာမအောင်တဲ့ခင်ဗျာမနေ့3နာရီထားပြီးဆုတောင်းတဲ့ချိန်ကစပြီးမန္တလေးမှာအတင်းတော်ကိုတိဆောက်နေပြီတဲ့။အိုးယေရှုတင်တဲ့ကိုတော်လို့အဲ့ဒါနဲ့ non Christian မိတာဖာနေရောက်တမီးနဲ့ဦးလေးတယောက်ကကျွန်တော်စီကိုရောက်လာတယ်။တမီးကခြေတော့မှာအနာဒီပေါက်ပြီးတော့မန်းလေးအထူးကိုစိတ်ခမ်းနေလိုက်ပို့တယ်မပြောင်းနိုင်ဘူး။လဲဒီလဲကြောင်းတယ်နွားဒီလဲကြောင်းတယ်မပြောင်းနိုင်ဘူးအဲ့ဒီချိန်ကြတော့သူကဒီလောက်ပတ်စံကုန်ပြီးတော့နာမည်ကြီးတဲ့ဆရာဝန်ကြီးမပြောင်းနိုင်ဘူးငါသမီးဘယ်လိုလုပ်မလဲဆိုတဲ့ဦးလေးတယောက်သူ့သမီးနဲ့ကျွန်တော်စီကိုမထင်မမှရောက်လာခဲ့တယ်အဲရောက်လာတဲ့ခါကျတော့ကျွန်တော်ကဦးလေးလို့ဒီအနာရောဂါပျောက်ဖို့ဆိုတာကတော့ကောင်းပါတယ်လို့ဒါပေမဲ့ကျွန်တော်တို့ကပြဿနာအကြီးတစ်ခုနဲ့အငယ်တစ်ခုကိုရင်ဆိုင်တယ်ဆိုရင်ဒီပြဿနာမှာအငယ်နဲ့အကြီးကိုဘယ်ဟာအရင်ဖြေရှင်းရမလဲလို့မေးတဲ့အခါမှာအကြီးကိုတော့အရင်ဖြေရှင်းရမှာပေါ့တယ်မှန်တယ်လို့ဦးလေးနဲ့တမီးလာရတဲ့အကြောင်းရင်းကိုကျွန်တော်နားလည်တယ်လို့တမီးရဲ့ခြေတော်မှာအနာကိုပျောက်မှုဆိုတာကအရေးကြီးပါတယ်ဒါပေမဲ့ဒီထက်အရေးကြီးတာကတမီးနဲ့ဦးလေးနောင်ဘဝမှာဘယ်ကိုတွားမလဲဆိုတာအရေးကြီးတယ်ဒီခြေတော်နာတယ်ဆိုတာကနာတယ်လို့လည်းသိမယ်မနာတယ်လို့လည်းသိမယ်ငရဲသွားပြီဆိုအစင်ထားရအဆုံးမရှိဘူးအဲ့တော့ဦးလေးနဲ့တမီးရဲ့အတွက်အကြီးဆုံးပြဿနာကငရဲကနေလွတ်ဖို့ငရဲသွားမဲ့ဟာကပြဿနာဖြစ်တယ်ငရဲကနေလွတ်ဖို့လိုတယ်လို့အဲ့တော့ငရဲကနေလွတ်တဲ့အကျွတ်တရားကဲတင်ချင်းတရင်ကုန်းကိုကျွန်တော်ဝင်ငါပါမယ်လို့ကျွန်တော်ပြောလိုက်တယ်အဲဆရာနားထောင်ပါမယ်ယေရှုရဲ့ကဲတင်ချင်းတရင်ကိုဝင်ငါလိုက်တဲ့အခါမှာတာဖာနေရောကခရစ်တော်ကိုလက်ခံသွားတယ်ကျွန်တော်ကပြောတယ်ဦးလေးဒါဆိုရင်တမီးရဲ့ဒီအနာရောဂါကဦးလေးတို့လက်ခံသွားတဲ့ယေရှုဖျားနဲ့ဆိုင်တယ်ဘာမှပို့ဆရာမလို့တော့ဘူးဆိုပြီးကျွန်တော်ဆုတောင်းပြီးတို့ပြန်လွတ်လိုက်တယ်ပြန်လွတ်လိုက်တော့3ရက်မြောက်သောမနေ့မှာယေရှုဖျားလည်း3ရက်မြောက်သောနေ့မှာထမြောက်တယ်သူ့သမီးလည်း3ရက်မြောက်သောမနေ့အဲ့ရကနေနိုးလိုက်တော့သူ့ခြေထောက်မှာအနာဒီမရှိတော့ဘူးဖြစ်တယ်အဲ့ချိန်မှာဖခင်ကမျက်ရည်ကျပြီးအိုးဓမ္မဆရာပြောသွားတာမှန်တယ်ဆိုပြီးတားဖားနေရောက်ကအိမ်ကိုဖျားเจ้าကိုလာခဲ့တယ်ဆရာရဲ့တဲ့ကျွန်တော်ပြောင်းရင်ယေရှုဖျားကိုလက်ခံပြီးခရိယန်ဘာသာဝင်မယ်လို့ဦးလေးကကျွန်တော်အဲ့လိုပဲဆုံးဖြတ်ပြီးသားဖြစ်တယ်ဆရာအခုတမီးကခက်တော်လက်ခံဦးလေးလည်းခက်တော်လက်ခံတမီးရဲ့အနာရောဂါလည်းပျောက်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကခရိယန်ဖြစ်ဖို့ပါလှုပ်ရှားလို့သေးတယ်လေလို့ကျွန်တော်ကမေးတယ်ဦးလေးဆုံးဖြတ်တယ်ဆိုရင်ဘာမှလှုပ်ရှားမလို့တော့ဘူးအေယဝတီမြို့ကိုသွားပြီးရှင်နေချင်းခံမှုပဲရှိတာပေါ့ယေရှုဖျားငါ့ကိုယုံကြည်တော်သူဟာဗတ္တိဇံကိုခံရမယ်လို့ပြောတဲ့အတွက်ကြောင့်ယေရှုကလည်းဗတ္တိဇံခံတယ်ကျွန်တော်တို့လည်းယေရှုကိုလက်ခံရမယ်ယဉ်နေချင်းမင်္ဂလာကိုယူရမယ်ယေရှုဘုရားနဲ့လည်းတလုံးတော့ဖြစ်ခြင်းကိုတက်တည်ထူခြင်းဖြစ်တယ်လို့အဲ့ဒါနဲ့တခါလေတာဖာနေအောင်လည်းကျွန်တော်နဲ့အေယဝတီမိကိုသွားပြီးတော့ယဉ်နေချင်းမင်္ဂလာကိုပေးခဲ့တယ်အဲ့ချိန်ကနေစပြီးတော့တို့ခရစ်တော်ကိုလက်ခံလာတဲ့တာဖာနေရောက်မကြခင်မှာသူ့ဇနီးကလည်းခရစ်တော်ကိုလက်ခံလာပြီးမိသားစုတစုဖြစ်လာတယ်အဲ့လိုနည်းနဲ့ဘုရားရှင်ကသူ့နိုင်ငံကိုတည်ဆောက်လာခဲ့တယ်အခုမန္တလေးပါရတိတုဘုံမှာဘုရားရှင်ကြီးစုတော်ကြောင့်အတင်းသားနေရနဲ့65ယောက်ရှိနေပါတယ်လို့ဘုရားရှင်နာမကိုချီးမွမ်းပါတယ်ထူးဆန်းတာတစ်ခုကိုတက်တည်ခါလိုပါတယ်ကျွန်တော်တို့ကဘုရားကျောင်းကိုတဏီယာပြီးတဏီယာငါလာခဲ့တယ်ပထမဆုံးငါတဲ့နေရာမှာ6,500နောက်ဒုတိယချိန်ငါတဲ့နေရာမှာ9သိန်း9သိန်းအဲ့လိုလာခဲ့တယ်နောက်ဆုံးရတဏီယာကိုကျွန်တော်ငါတဲ့ခါကျတော့
တလားကို330နဲ့9ရတယ်အဲ့ဒီချိန်မှာဟိုကျွန်တော်တို့ကဒီလိုနဲ့တော့မဖြစ်တော့ဘူးဆိုပြီးဆူတောင်းစက်ကရင်းနဲ့ဘုရားရှင်စီမှာတင်ပြခဲ့တယ်ဇန်နဝါရီတလလုံးအတမဆဲဆူတောင်းလာပြီးစလာခဲ့တယ်တလားမှာညလုံးပေါက်ဆူတောင်းတညကိုဘုရားရှင်မျက်နှာရှာမှုပြုတ်လာခဲ့တယ်အဲ့တော့အဲ့ဒီတလားကို330နဲ့9တဲ့ခြံကြီးနဲ့အဆောက်ကို4-5လုံးလောက်ရှိတဲ့နေရာကိုမရတော့တဲ့ခါကျတော့အဲ့လိုပုံစံနဲ့မရတော့ဘူးဆိုတဲ့အခါမှာကျွန်တော်တနေရာကိုပြောင်းတယ်အဲ့ဒီနေရာမှာအိမ်နှလုံးလောက်ရှိပြီးဖျားချောင်းအကြီးသုံးဖို့နေရာမရှိတဲ့အခါကိုဟာကိုအရေးပေါ်ဆိုပြီးတော့နမူနာလေးလူနေရာလောက်ဆက်မဲ့ဖျားချောင်းလေးကိုနမူနာကျွန်တော်တဲလေးသဘောလိုထူထားပြီးတော့လှုပ်ထားခဲ့တယ်အဲ့တော့တို့လည်းကျွန်တော်မငားတော့တဲ့ခါကျတော့လူနေရာဆက်မဲ့နေရာဆိုတာမန်းလေးမှမရှိဘူးအဲ့တော့မိကိုဝယ်မယ်ဆိုရင်မိကွက်တီးတော်တော်လေးကိုဈေးတော်တော်မြောက်နေတယ်ဒါပေမဲ့ယုံကြည်ခြင်းနဲ့စမယ်ဆိုပြီးတော့ကျွန်တော်တို့ကဒီမဟာမြိုင်ဘက်ကိုရဲမွန်တောင်ဘက်ကိုမိကွက်တီကိုရှာဖို့8လပိုင်း2015ခုနှစ်အောက်တိုဘာ8လပိုင်းပထမပတ်လောက်မှာကျွန်တော်ပတ်ရှာတယ်ပတ်ရှာတဲ့အခါမှာအခုလက်ရှိကျွန်တော်အခုနေတဲ့နေရာမဟာမြိုင်အပိုင်းနဲ့အမတ်ပမြင်းဆောင်ကို16အဲ့ဒီနေရာ36နဲ့39ကြား50နဲ့9နဲ့60ကြားယထာတန်လန်ကြီးပေါ်မှာအရှိလေမျက်နှာစာကပေ60ရှိတယ်နောက်ဘက်ကပေ80ရှိတယ်အဲ့ဒီနေရာမှာကျွန်တော်လည်းဒီနေရာကိုစိတ်ဝင်စားသွားတယ်တစ်ချက်လေးကြည့်လိုက်တဲ့အခါမှာဖျားရှင်ကလည်းနူးစော်တယ်ကားမောင်ဒီနေရာကိုငါလိုရှိတယ်လို့ဖျားရှင်ကကျွန်တော်ကိုတူထီတယ်အဲ့တော့ဘယ်လောက်လဲလို့မေးတဲ့အခါမှာ3,400နဲ့900တဲ့ဘယ်လောက်ရှော့နိုင်မလဲလို့မနေကြီးကျွန်တော်တို့ပြောတဲ့အခါမှာတို့က300ရှော့ပြီးတော့3,400နဲ့200နဲ့ကျွန်တော်တဲ့တဲ့ခါကျတော့ပထမဆုံးအနေနဲ့ဩဂုတ်လပထမပတ်မှာ350ကိုဆက်ရတာဖြစ်ချေလိုက်တယ်အတင်းတော်မှာလည်းရှိသမျှငွေကဒါပဲဖြစ်တယ်အဲ့တော့နောက်အပတ်တောက်ကြနေမှာ300ချေရမှာဖြစ်တယ်အဲ့တော့တောက်ကြနေရောက်လာပြီးပတ်စံချေစရာမရှိဘူးမချေရင်ဒီ90ကိုကျွန်တော်ကလောကအရှုံးဖြစ်တော့မယ်350ကိုအရှုံးပဲမခံနိုင်ဘူးပြီးတဲ့အခါမှာတို့ရဲ့အခုလက်ရှိငားတဲ့ပြားကြောင်းကလည်းစက်တင်ဘာ9ရက်နေ့နောက်ဆုံးဆိုတော့နေရာတစ်ခုခုတော့တို့အတိအကျမရှိမဖြစ်တော့ဘူးဆိုပြီးတော့300ကိုတလ9ချက်အတူနဲ့ကျွန်တော်တနေရာမှာပိုက်ဆံယူလိုက်တယ်အဲ့ယူလိုက်ပြီးတော့အဲ့ဒီဟာခြေလိုက်ပြီး300နဲ့50ခြေလိုက်ပြီးအဲ့တော့3,300နဲ့600နဲ့50လိုသေးတယ်ဒါကိုနှစ်ပတ်အတွင်းမှာခြေရမှာဖြစ်တယ်အမှန်မှာတော့6လမဟုတ်ရင်တစ်နှစ်အတွင်းမှာခြေရမယ်ဒီလိုလို့ရင်လည်းကျွန်တော်တို့မခြေမချင်းဒီနေရာကိုအခြေချလို့မရဘူးကျွန်တော်တို့လည်းဒီနေရာအခြေမချရင်ဘုရားကျောင်းရှိဘုရားစစ်ခုမဲ့နေရာရှိမှာမဟုတ်တော့ဘူးအဲ့တော့ပတ်စံဘယ်ကနေရမယ်ဆိုတာတဲ့တို့ဒီကနေစက်တင်ဘာလ9ရက်နေ့ပြောင်းမယ်ဆိုရင်ချက်ချင်းဘုရားစစ်ခုလို့ရမယ်နေရာကလိုတဲ့အတွက်ကြောင့်မို့လို့စာချုပ်လုပ်လိုက်မယ်8လပိုင်းမကုန်ခင်မှာအားလုံးရှိမယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်ပြီးတော့ကျွန်တော်လုပ်သွားတာဖြစ်တယ်အဲ့တော့300နဲ့50ပြီးမှနှစ်ပတ်အတွင်းမှာ3,000ကျော်ကိုရှင်းရတော့မှာဖြစ်တယ်အဲ့ဒီခါမှာကျွန်တော်တို့ကဘယ်လိုလာမယ်ဘယ်လိုရှင်းရမယ်ဆိုတာနားမလည်တော့ဘူးကျွန်တော်ဆိုရင်အဲ့ဒီချိန်ရစပြီးညအိတ်လို့မရတော့ဘူးညတိုင်းဟာကျွန်တော်ရဲ့ဆုတောင်းခံဖြစ်နေတယ်မူချုပ်ပြီးဆိုရင်ကျွန်တော်ဖျားနဲ့စကားပြောဖို့ကလွယ်လို့အိတ်လို့လည်းမရဘူးစားလို့လည်းမဝင်ဘူးဖြစ်တယ်ဖျားသခင်နဲ့စကားပဲပြောပြီးတော့ဖျားသခင်ရဲ့တကူနဲ့မေတ္တာယူနာပဲအမြဲဝန်ခံပြီးမအစပါလို့တောင်းကျွန်တော်ရှာကမွတ်လို့မရဘူးဖြစ်နေတယ်အဲ့တော့ပတ်စံရှင်းနေရောက်လာပြီကျွန်တော်တို့လက်ထဲမှာငွေမရှိဘူးကိုကြီးမဲဆိုတဲ့လူလည်းမရှိဘူးအဲ့ဒီချိန်မှာဘယ်လိုလုပ်ရမှမသိဘူးကျွန်တော်တို့ဘက်ကရှိနေနေအဲ့ဒီခြံရောင်းမဲ့ဘက်ကရှိနေစာရွက်စာတမ်းလိုသေးတယ်ဆိုတဲ့အခါတရက်ကိုရွှေ့လိုက်တော့အဲ့ဒီနေ့ကိုပိုက်ဆံချီမဲ့နေ့မှာပိုက်ဆံမရှိတဲ့အခါမှာစစ်နေတွေကစာရွက်စာတမ်းနဲ့ပတ်သက်လို့တရက်ရွှေ့လိုက်တာကကျွန်တော်တို့တက်တာကြီးမားတဲ့လွတ်မြောက်ခြင်းတစ်ခုဖြစ်သွားတယ်တရက်အချိန်ရတည်တယ်ဆိုတဲ့အရာဖြစ်လာတယ်အဲ့ဒီညမှာပဲဘုရားရှင်ဒီတညပဲအချိန်ရသေးတယ်ကိုတော်မအစပါလို့ဘုရားသခင်ကိုပဲကျွန်တော်ဆုတောင်းတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့နဲ့လက်တွဲခဲ့တဲ့အရန်အားကူရတဲ့စာရွက်စာတမ်းကိစ္စကအစရှိနေဘယ်သူခေါ်ရမယ်ဆိုတဲ့ဥဆောင်ပေးတဲ့ယုံကြည်သူယနေ့မွန်နာရှိပါတယ်လို့သူတို့ကကျွန်တော်ကိုပြောသွားလဲဆိုရင်ရှားတဲ့အ
အတူ3ချက်နဲ့100မှာတိန်း100မှာ3ချက်တိန်း1000မှာတိန်း30တိန်း3000မှာတိန်း90ကျွန်တော်လိုချင်တာဆိုရင်တိန်း100လောက်တလားမှာအတူပေးမယ်ဆိုရင်တနေရာမှာဆွဲလို့ရတယ်တဲ့ဆရာဘယ်လိုသဘောရှိလဲဆွဲလို့ရတယ်ဆိုရင်ဆွဲမယ်အခုလက်ရှိလှုပ်လို့ရတဲ့ခြေလမ်းကိုတို့လမ်းမယ်နောက်လမ်းနဲ့အလမ်းကဘုရားရှင်တာဝန်ယူလိုက်မယ်ဆိုပြီးတော့အဲ့ဒီပိုက်ဆံရှိတဲ့တထီးနဲ့ကျွန်တော်ရဲ့မိကွက်ပိုင်ရှင်ကိုတွေ့ခိုင်းလိုက်တယ်တွေ့ခိုင်းလိုက်တဲ့အခါမှာမိကွက်ပိုင်ရှင်စီမှာပိုက်ဆံရှိတဲ့လူကပိုက်ဆံလူကတည်းကတိန်း3000ကျော်ကိုရှင်းလိုက်တယ်မိပိုင်ရှင်ကအဲ့ဒီပိုက်ဆံရှင်းတဲ့ကျွန်တော်အတိုးနဲ့ယူတဲ့ပိုက်ဆံရှိတဲ့ငွေရှင်စီမှာအင်္ဂရန်ဒီစာရွက်စာတမ်းတွေကိုသူ့ကိုအပ်လိုက်တယ်ကျွန်တော်တို့မှာငွေလည်းမရှိစာရွက်စာတမ်းလည်းမရှိဘူးဒါပေမဲ့အခြေစုတော်တစ်ခုကသူတို့ရဲ့ဒီခြံတော့ကိုကျွန်တော်ကိုအပ်လိုက်တယ်ကျွန်မပြင်လို့ရတယ်တန့်ရှင်းလို့ရတယ်ဖျားစစ်ခုလို့ရတယ်တဲ့အဲ့ဒါဒီတော့တစ်ချောင်းနဲ့ကျွန်တော်အဲ့ဒီဝယ်တဲ့နေရာကိုတွားခဲ့တယ်ဒီနေရာမှာထူးဆန်းတာတစ်ခုကကိုတော်ကိုခြေစုတင်တယ်ကိုတော်ကျွန်တော်မှာပိုက်ဆက်မရှိပြီမဲ့ကျွန်တော်မှာစာရွက်စာတမ်းမရှိပြီမဲ့ဒီမှာတော့တချောင်းလေးရှိတဲ့တော့ကြောင့်ယေရှုတင်တယ်ကိုတော့ဘယ်သူမှမပိတ်နိုင်တဲ့တကားဘယ်သူမှမဖွင့်နိုင်တဲ့တကားရဲ့တော့ကိုကင်တဲ့လူကယေရှုဖျားဖြစ်တယ်ဆိုတာကျွန်တော်အဲ့ဒီမှာအယံခံစားပြီးကျွန်တော်မှပိုက်ဆံမလိုပါဘူးစာရွက်စာတမ်းလည်းမလိုဘူးအရေးကြီးဆုံးဒီခြံကိုဖွင့်ဖို့တော့တန်ကျွန်တော်လက်ထဲမှာရှိပြီပဲဆိုပြီးဒီတော့တန်လေးနဲ့တော့ချောင်းလေးနဲ့ကျွန်တော်အဲ့ဒီဝယ်တဲ့နေရာကိုကျွန်တော်သွားပြီးယေရှုတော်ချီးမွမ်းဆုတောင်းရတဲ့အဲ့ဒီခြံတော့ကိုကျွန်တော်ဖွင့်လိုက်ပါတယ်ဖွင့်ပြီးတော့လက်မြောက်ပြီးအဲ့ဒီကျွန်တော်တို့ယနေ့မောင်နှံနဲ့ကျွန်တော်တို့ ਨੇ အတူဝန်တာထမ်းပေးတဲ့ယနေ့မောင်နှံ၄ယောက်တို့ကလက်တွဲပြီးတော့ဘုရားရှင်လက်ထဲမှာဆက်ကအနံခဲ့ပါတယ်အဲ့ဒီနေ့ကစပြီးကျွန်တော်ယုံကြည်ခြင်းနဲ့ဘုရားကျောင်းကရှိတဲ့အဆောက်အဦကနည်းနည်းငယ်တဲ့အတွက်ကြောင့်လူ300ဆန့်ဖို့ဆိုပြီးတော့ပေ30ချက်ဖို့အုတ်တန်ကြီးဖြူလိုက်တယ်ပယံဒီခေါ်တယ်အကျွေးရတယ်ဆိုရင်အုတ်ဒီဗလာမီဒီထုံးဒီတဲဒီကြောက်ဒီခင်ဗျာတာဝန်ခံပြီးယူပေးပါလှုပ်ပါပြီးမှကျွန်တော်တို့ရှင်းမယ်လို့ယုံကြည်ခြင်းနဲ့ကျွန်တော်ပြောလိုက်တယ်မမပိုက်ဆံမရှိဘူးလက်သမားတွေလည်းတစ်သားတွေကိုရွှဲပြီးမှပဲရှင်းမယ်ခင်ဗျားတို့လက်သမားခနဲ့အားလုံးပုံပြီးတော့ရှင်းမယ်ပိုက်လို့တဲ့အိမ်တာကျွေပြားတွေလှုပ်တဲ့လူကိုလည်းခင်ဗျာယူလို့ရတယ်လည်းမယူပြီးမှရှင်းမယ်ဆိုပြီးအားလုံးတစ်ခါတည်းနဲ့ဒီညရောကြပါလှုပ်ခိုင်းတယ်အဲ့လိုလှုပ်ရင်နဲ့ကျွန်တော်တို့ရဲ့ငွေလုံးလိုက်ခဲလိုက်အတူနဲ့ယူလိုက်တဲ့ငွေကိုလုံးလိုက်ခဲလိုက်မဟုတ်သေးပဲနဲ့အတူဖြစ်တဲ့တင်း100ပေးဖို့ကနှစ်ပတ်တောင်မလိုတော့ဘူးဖြစ်နေတယ်အဲ့ဒီအချိန်မှာကျွန်တော်ဖျားရှင်အခုအတူပေးဖို့ကတင်း100ဖြစ်နေတယ်ကိုတော့ပဲတတ်နိုင်တယ်လို့ဖျားရှင်ကိုကျွန်တော်ညတိုင်းမှာပဲဖျားရှင်ကိုអော်ပြီးဆုတောင်းခဲ့တယ်မအိတ်တော့ဘူးစားလို့လည်းမဝင်တော့ဘူးအဲ့တော့ဟိုဘက်ကဖျားကြောင်းကနေလည်းကျွန်တော်တို့ကိုမရတော့ဘူးဖယ်လိုက်ပြီဒီအခုကျွန်တော်စောင့်နေတယ်လည်းမပြီးသေးတော့တနင်္ဂနွေနေ့တပတ်ကိုအတင်းတူတင်းသားများကိုကျွန်တော်ပြောလိုက်တယ်ဒီအခောက်တော့ကျွန်တော်ဖျားစစ်ခုမဲ့နေရမရှိတဲ့အတွက်ကြောင့်ဒီတနင်္ဂနွေတပတ်ကိုတော့ဖျားစစ်ခုလို့မရဘူးအင်တီမှာဆူတောင်းဖျားအရင်စစ်ခုခြင်းတဲ့ဆိုရင်ကိုယ့်ရဲ့နေဆိုင်ရာတင်းတော်စီကိုတော့ပြီးဖျားစစ်ခုကြပါလို့ကျွန်တော်ဖျားစစ်ခုမဲ့နေရမရှိဘူးဖျားကြောင့်ကလည်းဖြတ်ပြီးအခုဝယ်တဲ့နေရာကလည်းအတူလည်းမပေးသေးဘူးပြီးလည်းမပြီးသေးဘူးဆိုတော့ဆုတောင်းဆက်ကကြရအောင်လို့ကျွန်တော်ဒီ Viber network မှာတင်းတူတင်းသားတွေကိုပဲပြောလိုက်တယ်အဲ့ဒီစနေနေ့ညမှာပဲကျွန်တော်8နာရီလောက်မှာအိမ်ကိုပြန်သွားတယ်အိမ်ကိုပြန်သွားတဲ့အခါကျတော့အဲ့မှာညစာမိသားစုကမူလဲတော်တော်လေးရွာတယ်ညစာစားနေတဲ့အချိန်မှာဖုန်းဝင်လာတော့ဖုန်းကောက်ကင်တဲ့အခါမှာယုံကြည်သူမျိုးသမီးတစ်ယောက်ကဆရာကမလာတဲ့ဟုတ်ကဲတဲ့ပြပကအတော်ကဆရာကိုစကားပြောချင်တယ်တဲ့ဆရာတို့အိမ်ကိုဘယ်လိုလာရမလဲအဲ့လိုပြောစရာရှိတယ်ဆိုရင်အိမ်မှာလာဖို့ကမိုးလဲနေပြီကျွန်တော်တို့ပဲလာမယ်လိပ်စာပေးဖို့ရှာမယ်ဆိုရင်လည်းမတော်ဘူးတဲ့လူကမလွယ်ဘူးကျွန်တော်တို့ပဲလာမယ်ဆိုပြီးတော့အဲ့ဒီည9နာရီလောက်မှာဖုန်းနဲ့ခေါ်တဲ့ညီမလေးတယောက်အိမ်ကိုကျွန်တော်တွားခဲ့တယ်သူကဆရာတဲ့အတော်ကဆရာနဲ့စကားပြောချင်တယ်တဲ့အဲ့ဒီခါကျတော့ကျွန်တော်ကဟုတ်ကဲ့ကျေးဇူးတင်တယ်ဘာကိစ္စလဲဘုရားကျောင်းကိစ္စဟုတ်ကဲ့ဖုန်းကင်လိုက်တဲ့အခါမှာအတော်တယောက်ကကျွန်တော်ကိုစကားပြောတယ်စကားမောက်လာတယ်ဟုတ်ကဲ့ဆရာစကားပြောခွင့်ရတာကျေးဇူးတင်တယ်လို့ဆရာရဲ့ဘုရားကျောင်းနဲ့ပတ်သက်တာကျွန်တော်ကြားရလာတော့တော်တော်လေးတလားနှစ်လတော့အကြားဘူးလေဒါပေမဲ့အဲ့ဒီတော့အဲ့လိုမျိုးလဲစိတ်ထဲမှာလည်းဘာမှမခံစားခဲ့ဘူးဒီတလောဒီတရက်နေ့မှာစာအုပ်ဖတ်ခြင်းလို့စာအုပ်စင်ကနေစာအုပ်ဆွဲယူလိုက်တဲ့အခါမှာ
ဆရာထုတ်တဲ့ဘဝရဲ့ formula ဆိုတဲ့တရားဟောချက်စာအုပ်ကိုဖတ်မိတယ်တဲ့ဖတ်မိတဲ့အခါမှာအရန်တူထီပြီးတော့အဲ့ဒီဆရာကသူဘုရားကျောင်းနဲ့ပတ်သက်ပြီးအခုချိန်မှာအရန်ရုန်းကန်နေတယ်ဖြစ်နေတာပဲအဲ့ဒါငါကိုညီမဖြစ်မယ်ဆိုပြီးတော့ငါအရန်လို့ဆောင်မှုရတယ်ဘုရားအရန်တူထီတယ်ဆိုပြီးတော့အော်တော်တယောက်ကပြပကနေကျွန်တော်ကိုဖုန်းဆက်ခဲ့တယ်အဲ့တော့ကျွန်တော်လည်းဟုတ်ကဲ့တော့ကျေးဇူးတင်တယ်ဒီလိုစကားပြောခွင့်ရတာဒါဆိုရင်ဆက်ကမောင်ခင်ဗျားရဲ့ဘုရားကျောင်းမှာငွေဘယ်လောက်ဘုရားကျောင်းမိကွက်နဲ့ပတ်သက်လို့ငွေဘယ်လောက်လိုသေးတယ်လဲလို့ကျွန်တော်ကတူမိခဲ့တယ်ကျွန်တော်ကအတော်ဒီမိကွက်နဲ့ဘုရားကျောင်းနဲ့ပတ်သက်လိုသေးတာကတိမ်ပေါင်း3400လိုတယ်လို့ကျွန်တော်ပြောလိုက်တယ်သူလည်းနှခါမစင်းစားပဲနဲ့ဗာပြောသွားတယ်ဆိုရင်စာဆွင်ဆရာနာမည်အရင်နဲ့မှတ်ပုံတင်နံပါတ်ကိုပို့လိုက်ပါမနေ့ပြန်ကျွန်မအတော်ကဒီလူအပ်တဲ့ငွေအားလုံးကိုအတော်ပါဝင်မယ်ဘာကနေလွဲမယ်ကျွန်တော်အဲ့ဒီညဆိုရင်ကျွန်တော်မိသားစုတညလုံးမအိပ်ဘူးဘုရားဘယ်တော့ကောင်းမြတ်တယ်ဆိုတာကိုမိသားစုကမျက်ရည်တွေတုပ်ပြီးတော့တညလုံးမအိပ်တော့ဘူးအိမ်မှာလည်းหนีလို့မရလို့မိသားစုကကားပေါ်မှာမူးလဲရွာပြီးတော့အဲ့ဒီစနေနေ့ညကိုမြို့ထဲမှာမလေးမြို့ထဲမှာကျွန်တော်ပတ်နေတယ်ဘုရားကျောင်းကိုလည်းတစ်ချက်တောင်ဝင်သေးတယ်ညတက်ကောင်အချိန်မှာအိမ်ပြန်လို့လည်းအိပ်လို့မရဘူးဘုရားကိုပဲချီးမွမ်းတယ်အဲ့တော့အဲ့ဒီတနင်္ဂနွေတော့ဘုရားမစစ်ဘူးကျေးဇူးတော်ကြောင့်အဲ့ဒီအတော်ပါဝင်တဲ့ပြပကအတော်ပါဝင်တဲ့ငွေကတရုတ်ပြည်ကနေပေါ့နော်သူကတရုတ်ပြည်ကတကယ်ကိုဘုရားချစ်တဲ့မိသားစုဖြစ်ပါတယ်အဲ့တော့တနင်္လာနေ့2 နာရီလောက်မှာသူငွေလွှဲလိုက်ပြီသူလွှဲလိုက်တဲ့ငွေအားလုံးကိုကျွန်တော်တွားထုတ်တဲ့အခါမှာတိမ်ပေါင်း3500ဖြစ်နေတယ်ညကြတော့အတော်ကျွန်တော်ပြောသွားတဲ့ငွေလုံးကတိမ်ပေါင်း3400မဟုတ်ဘူးလားလို့ကျွန်တော်ငွေထုတ်သွားတဲ့အခါတိမ်ပေါင်း3500ဖြစ်နေတယ်တိမ်100တူးနေတယ်လို့ပြောတဲ့အခါမှာဟုတ်ကဲ့ဘာမှငွေလွှဲမဲ့အချိန်မှာ100ထပ်တူးပါ100ထပ်တူးပါဆိုပြီးတော့100ထပ်ထည့်လိုက်တာပါတဲ့ဆရာတဲ့အဲ့ဒါနဲ့အရင်လဲကြည်သွားပြီးတော့အတူလဲပေးစရာဖြစ်သွားခဲ့တယ်အဲ့လောက်ထိအဝဝင်ကြဖျားရှင်ကအမှုပြုတ်သွားတာကဒီတလောမှာပဲဖြစ်တယ်အဲ့တော့မလေးအလယ်မှာဖျားရှင်ကကျွန်တော်ကိုကုန်ခဲတဲ့နှစ်ပေါင်း20နဲ့9နှစ်တုန်းက26နှစ်တုန်းကဘုရားသခင်ကကျွန်တော်ကိုပြောသွားခဲ့တဲ့ပါရတိတုဘုံအမည်နာမနဲ့ဆိုတဲ့ဘုရားသခင်ရဲ့ပြောသွားတဲ့စကားနဲ့1993ခုနှစ်မှာဘုရားရှင်ဗျာဒိတ်ပေးထားတဲ့အရာတွေနဲ့ပါရတိတုဘုံဆိုတဲ့နာမည်နဲ့သာသနာပြုရမယ်လူမျိုးပေါင်းစုံဘာသာပေါင်းစုံယေရှုရဲ့တရင်ကောင်းကြားရမယ်လူတိုင်းကခရစ်တော်စီမှာပြန်လာပြီးဝမ်းမြောက်တော်မျက်ရည်နဲ့ဘုရားရှင်ရဲ့ရစ်ပလင်နာချင်းကပ်ရမယ်ဆိုတဲ့ဘုရားပြုတဲ့အမှုတွေကတနေ့တခြားပြည့်စုံလာပြီးအခုမလေးရဲ့အလယ်မှာပါရတိတုဘုံအိမ်တော်အတွက်မိသားစုတစုကတိမ်ပေါင်း3500နောက်မိသားစုတစုကတိမ်100နောက်တချို့တော်သူတွေက9သိန်း10သိန်းသိန်း20 3သိန်း5သိန်း10သိန်း10သိန်းအသေးပါဝင်ကြပါတယ်ဘုရားရှင်အောက်ပွဲအမှုကိုမလေးလဲမှာပြုတ်နေတာကိုတွေ့ရတယ်ပြောမယ်ဆိုရင်ဒီအရာတွေဟာဂျေဇုတော်ကြောင့်ပြောမယ်ဆိုရင်ဒေါ်လာအချီမခံပဲနဲ့ကြက်ငွေပဲဒီပါဝင်တဲ့လူမှန်သမျှကမြန်မာစကားပြောမြန်မာလူမျိုးတွေမြန်မာတိုင်းရင်းသားတွေပဲဖြစ်နေပါတယ်လို့အဲ့ဒါကြောင့်ဘုရားရှင်ကမြန်မာပြည်ကိုဘယ်လောက်ချစ်ပြီးကျွန်တော်မြန်မာပြည်သူပြည်သားတွေဘယ်လောက်ချစ်တယ်ဆိုတာပါရတိတုဘုံအိမ်တော်မှာမြတ်ဝါတင်ဒီ10 လပိုင်း9 လပိုင်းမှာတွေ့ရပါတယ်ဘုရားရှင်ဟာအလွန်ကောင်းမြတ်ပါတယ်လို့အဲ့တော့ဒီအရာတွေဟာအခုကတနေ့တခြားဘုရားကောင်းမြတ်ကြောင်းကိုကျွန်တော်မွတ်ဆူလို့မကုန်နိုင်ဘူးရည်တွက်လို့မကုန်နိုင်ဘူးအခုလိုလဲကျွန်တော်ဒီလိုဖွင့်ပြလို့ရဖို့တက်တိခါလို့ရဖို့လို့ငါဂျာမနီနိုင်ငံကနေခရီးတစ်ထောက်အဖေမီစီကိုပြန်လာခဲ့တဲ့ဒီမှာဦးလေးပေါက်ပြီးကိုတိုင်ဝင်လာပြီးတော့အခုလိုကျွန်တော်တို့စကားပြောရတဲ့သူ့ရဲ့ဖျားကောင်းမြတ်ကြောင့်လူတကာတက်တိခံစီခြင်းနဲ့သူ့ရဲ့စီတနာနဲ့သူ့ရဲ့သဘောထားကြီးစွာဖြင့်ကျွန်တော်ဒီအခွင့်ကိုရရှိခြင်းဖြစ်ပါတယ်။ဈာနာတော်သူမန္တမယဖျားရှင်ထံတော်ပါနေခန္ဓာကြမှာခြင်းဝိညာဉ်ပျော်ရွှင်နေတဲ့ခြင်းတွေတကွာအသက်ရှိပြီးအကျစီထမြောက်ပြီးတားဆင်မင်းဆက်ထာဝရဘုရားနဲ့ပတ်သက်ပြီးထာဝရဘုရားရဲ့တာဝန်ယူပြီးကွယ်ခါဆောက်ရှောက်ခြင်းခံတော်သူများဖြစ်ပါစေလို့အားလုံးကိုဆုတောင်းကောင်းကြီးပေးဆုတောင်းမေတ္တာပို့ရင်းနဲ့ပပပြီးတော့မိသားစုကိုလည်းကျေးဇူးတင်တယ်ကောင်းကြီးပေးတယ်ဆိုတဲ့အကြောင်းဝန်ခံလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်